ဘောလုံးပရိသတ်90ရာခိုင်နှုန်းလောက်မတိသေးတဲ့ကစားသမားစာချုပ်တွေကထူးဆန်းတဲ့စီကံ၅ခုဘောလုံးသမားတယောက်ကိုအသင်းသတင်းကခေါ်လိုက်ပြီးဆိုရင်ငွေညှိစာချုပ်ချုပ်ဒါနဲ့ပဲပြီးသွားပြီလို့ထင်နေကြလားတကယ်တော့မဟုတ်ပါဘူးစာချုပ်တရွက်ထဲမှာပရိသတ်တော်များမတိတဲ့စီကံတွေအများကြီးပါနေပါတယ်တချို့ကစားသမားတွေဆိုရင်ကားတော်မမောင်းရဘူးအားလည်းရဲမှာဘာလုပ်ရမယ်ဘာမလုပ်ရဘူးဆိုတာအထိအသင်းကသတ်မှတ်ထားတာမျိုးတော့ရှိပါတယ်ဒီနေ့တော့ဘောလုံးပရိသတ်90ရာခိုင်နှုန်းလောက်မတိသေးတဲ့ကစားသမားစာချုပ်တွေကထူးဆန်းတဲ့စီကံ၅ခုကိုပြောပြပေးမှာဖြစ်ပါတယ်။ကားမမောင်းရတဲ့စီကံအရင်ဆုံးကတော့ကားမမောင်းရတဲ့စီကံပါ။ဟာကိုကားကိုတော့မောင်းမရဘူးဆိုတာဘာကြီးလဲလို့ထင်နိုင်ပါတယ်။ဒါပေမဲ့အကြောင်းရှိပါတယ်။ကစားသမားတယောက်တာကားမတော်တဆဖြစ်သွားရင်အတင်းကရင်းနှီးထားတဲ့ငွေကြေးရောယာရီတစ်ခုလုံးရဲ့အစီအစဉ်ရောထိခိုက်သွားနိုင်ပါတယ်။ဒါကြောင့်တချို့အသင်းတွေကကစားသမားကိုကိုယ်တိုင်ကားမမောင်းခိုင်းမဲ့ရေမောင်းတည်တဲ့စီစဉ်ပေးတာမျိုးတော့ရှိပါတယ်။နှင်းလျှော်စီစကိတ်စီမရတဲ့စီကံအားလည်းရပြီဆိုတာနဲ့လူတိုင်းအပန်းဖြေခြင်းကြပါတယ်ဒါပေမဲ့ဘောလုံးသမားတွေအတွက်တော့မလွယ်ပါဘူးတချို့စာချုပ်တွေထဲမှာနင်းရှော့စီးတာစကိတ်စီးတာလိုအနည်းငယ်များတဲ့အားကစားတွေလုံးဝမလုပ်ရဘူးလို့ထည့်ရေးထားပါတယ်ဘာကြောင့်လဲဆိုတော့ခြေကျိုးသွားတာဒူးတန်ရသွားတာမျိုးဖြစ်ရင်အတင်းအတွက်ဆုံးရှုံးမှုကြီးဖြစ်သွားလို့ပါအနည်းငယ်များတဲ့အားကစားတွေမကစားရဒါတွေမကသေးပါဘူးလက်ဝိတ်ထိုးတာမော်တော်ဆိုင်ကယ်ပြိုင်တာစကိုင်းတိုက်ပြီးလို့လေထီးခုန်တာချန်ပီယံလို့အမေကကျိုးနဲ့ခုန်တာမျိုးတွေကိုလည်းစာချုပ်ထဲမှာတားထားတဲ့အသင်းတွေရှိပါတယ်အကြောင်းရင်းကတော့ရိုးရိုးလေးပါအတင်းကလာတာအများကြီးပေးထားတဲ့ကစားသမားတယောက်ကိုဘောလုံးကွင်းပြေပါကအနည်းငယ်တွေကြောင့်မဆုံးရှုံးချင်တာပါကိုလေးချိန်မတက်ရတဲ့စီကံတချို့ကစားသမားတွေစာချုပ်ထဲမှာကိုလေးချိန်ဘယ်လောက်ထက်မကြော်ရဘူးဆိုတာတောင်ပါပါတယ်ယာဒီပိတ်လို့နားနေတဲ့အချိန်မှာအစားတောက်မထိန်မဲ့ဝါလာရင်ဒဏ်ကြီးဆောင်ရတာမျိုးတော့ရှိပါတယ်ဘာလို့လဲဆိုတော့ကိုလေးချိန်တက်သွားရင်ကြန့်ခိုင်မှုကြမယ်ဒဏ်ရာရနိုင်ရင်များမယ်ပြန်ကစားဖို့လည်းအချိန်ပိုယူရလို့ပါအစားအသောက်ကူပါအတင်းကတတ်မှတ်ပေးတာနောက်ဆုံးတစ်ခုကတော့အံ့ဩစရာအကောင်းဆုံးပါတချို့အသင်းတွေကကစားသမားဘာစားရမယ်ဘာမစားရဘူးဆိုတာကိုပါစာချုပ်နဲ့သတ်မှတ်ထားပါတယ် fast food တွေအရက်တကြားများတဲ့အစားအစာတွေကိုကန့်သက်ထားပြီးအာဟာရပညာရှင်တွေစီစဉ်ပေးတဲ့မီနူးအတိုင်းစားရတာမျိုးရှိပါတယ်ဒါကြောင့် TV မှာမြင်ရတဲ့မိနစ်90နောက်ွယ်မှာကစားသမားတွေကစီကံအများကြီးနဲ့နေရတာပါ